ဖိတက်ကြီးတို့အားလုံးပဲမင်္ဂလာပါရှင်စိတ်ကူးကဘာကစစ်စစ်နဲ့တကယ်ချင်းများကာတွန်းလေးရနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ကာတွန်းလေးကိုအခုချိန်ထိစောင့်မျှော်ကြည့်ရှုပေးနေကြတဲ့ဖိတက်တရားချင်းစီတိုင်းကိုစစ်စီရကျေးဇူးများကြီးတင်ပါတယ်ရှင်ဒါကြောင့်မို့လို့အခုတစ်ပတ်မှာပိုင်း6ကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်ပိုင်း6ကဘာကြီးကိုသိမ့်မယ်မမြင်လို့တိုက်တယ်ဗောရှိတာကုန်ထုတ်ကျမအเจ้าကပြန်လာတာဘာမှမပါဘူးအဲ့ဆိုစေးကြီးတဲ့ပစ္စည်းတစ်ခုကိုထုတ်ပေးဒါပဲပါလေဟမ်အဲ့ဒါလည်းဘာတော့မှလဲအဲ့လိုမပြောနဲ့ဒီရုပ်ကိုကျမပတ်စံမနေဆိုပြီးဝယ်ထားရတာရှင်တီးပြီမျိုးချစ်ဖို့တော့ကောင်းတာမမေပြန်ရောက်ပါပြီမမေသမီးပထမရခဲ့တယ်သိလားထော်လိုက်တာငါသမီးလေးကနားလိုက်အောင်နော်နားရုံလေးပါသွားပြီမဖို့တတောင်အိမ်မောဆင်းရတော့မယ်ဟူးဒီလောက်တွေလောက်ရတာလည်းအမြင်များလိုက်တာဒါပေမဲ့အမမနေရမှာဒီနားတော့အင်းကြီးပဲဝယ်နိုင်လားဘယ်ဝယ်နိုင်မှာလဲတော့ဖေလာတဲ့စီခိုးစားနေရပါလေဆိုအင်းလေဟာဖေတော့မပြောနဲ့စိတ်ကစီအောင်ရငါတော့ကိုနဲ့ကြာကျမလုပ်ရနိုင်မလားရဲ့တော့မှန်ပါတယ်ညီမရဲ့မတို့လည်းငါအောင်မြင်ပြီးသားမို့အမှားယွင်းရှိလို့မဖြစ်တော့ပါညီမကောင်းဆုံးကြိုးစားမှာပါအချမ်းမှာပဲသွားလျှောက်လိုက်ပါငါ့ကိုအားလုံးပဲလုံဆက်ဆံရတယ်သူ့ဆရာမရှိတော့လဲငါ့ကိုခဏပေးသမီးအဖေကိုပတ်စံလေးနည်းနည်းတော့ပါကွယ်သမင်းစားဖို့ပါဒီမှာပါကျမချမ်းသာပါစေကွယ်သူကအဲ့လိုမျိုးလေးတော့စိတ်ကောင်းရှိပါတယ်ချစ်မောင်လက်ထက်မှာလာရင်ဒါမှမောင်ရဲ့ရမ်းပြောတာပဲအဖေကတော့တခြားလူတွေရဲ့ဘဝတွေဖြစ်ပြီးတော့ဘေးနာ1 2 3 4ယောက်ကတော့ယခုဖက်ရှိနေတဲ့လူကြီးမင်းတို့ဘဝတွေပဲဖြစ်ပါတယ်မောင်လည်းမြင်းနဲ့တူတူနေခြင်းပြီနေရမှာပေါ့ဒါဆိုချက်ကိုအခုပွဲတော်လိုက်ပို့ပေးမယ်လေတကယ်တော့မောင်ဒါဆိုသွားအောင်ဘလာဒါနဲ့မောင်ချစ်နိုင်ပြန်မယ်နော်ဘာဖြစ်လို့လဲချစ်အော်ဒီလိုပါမှာပဲနိုင်ကြရင်စစ်စစ်အိမ်မှာ The Max Singer မြန်မာ live stream ကြည့်ဖို့ပါဟွေးနေတာပဲနိုင်ကြတော့ငါရောက်ပြီလာလေ The Max Singer လာပြီနောက်တစ်စင်ကိုတက်လှမ်းသွားမဲ့သူကတော့အိုးစီဟာအိုးစီထွက်သွားကြီးတနာရီထပ်ပြီးတော့ကြာတော့ဒါပြလက်ပြီးပြီဆိုတော့ငါပြန်တော့မယ်နော်အေးတကယ်ချင်းတက်တာနော်အဲ့ဒီအချိန်မှာဘယ်သူမှမသိကြတဲ့ကဘာမြေကြီးရဲ့ပြင်မမှာတော့ကျွီးတေးပြီးတော့ပြီးတော့ဟဲ့သူတို့သွားပြီဆိုတော့သခင်မစီပြန်ကြဆိုပါလူနဲ့သူတို့ရဲ့အာကာသရင်ကြီးတွေကိုပြန်ဝင်သွားကြပါတယ်သူတို့စုပ်ခွာသွားပါပြီခင်မကောင်းတယ်သခင်မနောက်ထပ်ဘယ်ဂျိုသိမ်းနေမှန်းတဲ့ဟုတ်တယ်ကျွန်တော်တို့ကအစင်းသိမှာဘယ်ဂျိုဖြစ်ရမှာလဲတက်ရှိတယ်တိတ်ကြွယ်သွားတယ်ဒီကဘာဂျိုကြီးပေါ့ခင်မစီစဉ်ဆွဲပြီးတာနဲ့စလှုပ်ရှားပါမယ်လူသားတွေပျော်နိုင်တော့ပျော်ထားကြပေါ့ဒီလိုမျိုးမသုံးနေအထိသူတို့ကတော့ကဘာကြီးကိုသိမ်းဖို့ကြမ်းနေရတဲ့ဂျိုသားအဖွဲ့တွေဖြစ်ပါတယ်ကဘာပေါ်ပြန်သွားရအောင်ဆေးတွေတက်ကုန်ပြီဟာလဲရောအဖေတဲ့အတွက်ကျေးဇူးပါရှင်ဟုတ်ကဲ့ညီမတို့သွားပြီနော်အဲ့လိုနဲ့သားမီလေးကစင်ကယ်စူပါမားကတ်ထဲကနေထွက်လာပါတော့တယ်အဲ့အချိန်မှာမမရဲ့အိတ်ကိုဘယ်မှမသိတဲ့တကူကလုသွားပါတော့တယ်ဝီးဟာငါအိတ်ခေချပါအောင်ရှင်ကျမအိတ်ကိုလုသွားပြီစတိုးအိုရှင်နဲ့ဖူးဖိုက်ထားတာမသိဘူးအဲ့အချိန်မှာဂျူနိုကလမ်းပြရဆိုင်တဲ့ဆိုင်မှာမဝင်ဝဲနေပါတယ်အမပြေးပြန်နေဆိုတော့သူ့ကိုဖမ်းမိပါလားရှင်ဒီခဲမှာပါတဲ့ပတ်စံတော့ပေးပါမယ်ဟာနင်ကစကားလာပြောရဲပေါ့ကောက်ပြီလေငါဖမ်းပေးမယ်တကယ်ပြေးရမှာနော်ပကံလုံးစိနိုင်ကွအဲ့အချိန်မှာစီစီကလည်းလမ်းပေါ်မှာရှိနေပါတယ်ဟာဟိုကလေးမှာပတ်စံလေးလုခါရတာနဲ့တူတယ်ငါတော့ကူညီပေးရမယ်ချစ်ရှိပါပေးရကြတယ်ပရိသတ်တယောက်ချင်းစီတိုင်းကိုစီစီရဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်သူတို့တွေဘာဆက်ဖြစ်မလဲဆိုတာသိရအောင်ဘိုင်း9ကလေးကိုစောင့်မျှော်ကြည့်ရှုပေးဖို့ပြောချင်ပါတယ်
ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် like လေးပေးခဲ့ပြီးတော့နောက်ထပ်ကာတွန်းလေးတွေအများကြီးကြည့်လို့ရအောင် CC ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်ရှင်အားလုံးချစ်ပါတယ်တတား